ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့တွင်နေထိုင်ပြီးအွန်လိုင်းဈေးရောက်နေသောအေယာဝတီမှဟုလူသိများသူသည်ပျောက်ဆုံးနေရာမှယနေ့ဇန်နဝါရီလ20ရက်ညနေပိုင်းတွင်ရုပ်အလောင်းပြန်တွေ့ကြောင်းနီးစပ်သူများထံမှသိရပါသည်။အေယာဝတီမှသည် LGBTQ+ တူထီသည့်အေယာဝတီမှဟုလူသိများသည့်တင်ဇော်ထွေးသည်ယမန်နေ့ဇန်နဝါရီလ19ရက်ညနေချိန်တွင်နေအိမ်မှထွက်ခွာသွားခဲ့ပြီးနောက်ပျောက်ဆုံးဟဲ့ကြောင်း၎င်းနှင့်နီးစပ်သူတို့ကပြောပါသည်။ဖုန်းအဆက်အသွယ်မရဘဲပျောက်ဆုံးနေရမှယနေ့ညနေပိုင်းတွင်ရုပ်အလောင်းကိုပြန်တွေ့ကြောင်း၎င်းကဆိုပါသည်။လှုပ်ချန်သွားတယ်လို့ပဲယူဆထားတယ်။သူနဲ့ပါသွားလာတွေလည်းအလူခံလိုက်ရတယ်ဆိုတော့ဟုအထက်ပါနီးစပ်သူကပြောဆိုပါတယ်။အေယာဝတီမှာအိမ်မှထွက်သွားစဉ်က၎င်းနှင့်အတူဖုန်းရွှေနှင့်ပတ်စံများလည်းပါသွားကြောင်း၎င်းကပြောပါတယ်။အလောင်းပြန်တွေ့ချိန်တွင်၎င်းနှင့်အတူပါသွားသောဖုန်းနှင့်ရွှေများပြန်မတွေ့တော့ကြောင်းအထက်ပါနီးစပ်သူကဆက်လက်ပြောဆိုထားပါတယ်။